ပေးရောလေ ချိန်တိုင်းနေတော့ရောက်လာရင်ပေးကြလို့ပေးလို့လား အဲ့လိုမျိုးမဟုတ်လေအဖေပတ်စားကနေတော့ကျွန်တော်လေးပြောပေါ့ ပါဇက်ကနေပြောမှကျတော့ရှက်တယ်ဟန်မူယာလေးနဲ့ပြင်မယ်လေမရဘူးလား မလို့ချင်ပတ်စားကနေအတားလေးနဲ့ပြောရမယ်ကြားချင် အဲ့လိုကြတော့ရှက်တယ်လို့ဒါပေမဲ့လေခေါင်းလေးပဲငုပ်လိုက်မယ်လေ အဲ့လိုကြောင့်ဘလို့လို့ထိရောက်မှာလဲလို့အဖေကိုပတ်စားကနေပြီးတာပဲလို့ချင်တာ အဲ့လိုကြတော့ဘေးရဲ့ ဘာလဲဘာဖြစ်လို့လဲ ဒီရှက်တယ် ဆက်ပါလဲဒီမှာနေအောင်ထဲပဲရှိရဟာ မလုံးနဲ့ဒါပေမဲ့ခေါင်းလေးပဲငုပ်ပြီးမယ်လေအဖြစ် မရအောင်အဲ့လိုချစ်တယ်လို့အဲ့လိုမျိုးလေးပြောရင်ပဲ ကြောက်လာပြီအဲ့လိုမပေးရဘူးလေ ဟုတ်ပါဆိုပဲပြီးပါကြားချင်လို့အတန်းလေးကြားချင်လို့အဲ့လိုချစ်တယ်လို့ပြောလိုက်တာကြားချင် ရှက်လာချစ်တယ် ဖိချာတော့ဒီလောက်ကြည့်ပြီးတော့ အဲ့လိုကြောက်တော့ပြောခိုင်းတယ်လေရအောင်အဲ့လိုရမရောနေခါတော့ဘာတီချာတောင်းတော့ အမင်းနဲ့ကြည့်ပြီးပြောလေအဲ့ဒါမှထိရောက်မှာပေါ့ကား အဲ့လိုမျက်နှာကြီးကြည်မပြောရဘူးဒါနဲ့ပြောမယ်လေချစ်တယ်ပြီးပြီလေတော်ပြီလေမရတော့ဘူးလို့ မရဘူးဒီဘက်နဲ့ပဲချစ်တယ်လို့ပြောတော့ တခါပဲရမလားချစ်တယ်အဲ့လိုရတဲ့ချစ်တန်းခိုင်းတယ်အဲ့လိုမတုံးလေလေ ချစ်တယ်လို့ပြောပါလက်ကင်တာပြုလို့လေလို့ မလို့လဲနေ ဘာလို့ချစ်နေရလဲ ကြောက်တယ်အဲ့လိုရှက်တာပေါ့ခုမှခြေလာထားဦးနဲ့ဟော ချစ်တာ ချစ်တယ် ဘာချစ် အဲ့လိုဆက်မမေးတော့နေမရဘူးလို့မဖြစ်တတ်ဘူး ပြောပါ အဲ့လိုထပ်မမေးနဲ့ အဖေတော့ပေးပါရင်ပြောပါ မသိချစ်တယ်ဒါပဲမသိ အဲ့ဒီဘယ်လောက်ချစ်လဲ မသိသွားရမယ် ဟာပြောပါ